အခုတော်လိုင်းရဲ့ဖူးဘလို့မြင်ဘလို့မြင်တော်လိုင်းရဲ့အခုချင်းနေတရားတာပေါ့တရင်တော်လိုင်းရဲ့တရားလို့မှန်ကန်လို့ခုတတိခိုင်မြဲနေအတိလားနော်ခုနလိုတရင်တော်လိုင်းကိုတွေ့ဖူး၆ခဲ့တဲ့လူတွေရှိလို့တရင်တော်လိုင်းရဲ့အင်အားနဲ့ဟာနေပြီးတော့ငယ်လိုက်ကြီးလိုက်ပြီးတော့ဒီလိုအပြောင်းလဲတွေဖြစ်ခဲ့တာအဲ့ဒီအမှားအယွင်းတွေ့ဖီးတဲ့လူကြီးကြောင့်ခုဆိုရင်တခြားအဖွဲ့အစည်းတွေဗမာအဖွဲ့အစည်းလူမျိုးစုအဖွဲ့အစည်းတွေဆိုရင်လည်းKNUရဲ့လူမျိုးတိုင်းဓာတ်တူရည်လွတ်လပ်ရေးတပြည့်ကြီးစွာရရှိရေးအမျိုးသားဒီမိုကရေစီလမ်းကြောင်းပေါ်မှာစုစည်းကြတာဖြစ်တယ်။ဒါကြောင့်မုတ်ချမတူအောင်ပွဲခံမယ်။တန်းရွှေတို့ကတေလံတို့ကမွေးဖွားတန်းရှင်တဲ့အရှင်အဲ့ဒါပဲမင်းတို့ပါဝင်ရင်မင်းတို့အတွက်အချိန်ကောင်းမယ်ဘလောက်မှခုမင်းတို့နဲ့စာမယ်ဆိုရင်မင်းတို့အတွက်ပင်ပန်းတကြီးလှုပ်ရှားတာမရှိသေးဘူးပေါ့အဲ့ဒါမှမလုံနိုင်ရင်မင်းကရင်မဟုတ်ဘူးကရင်မှမွေးတဲ့သားမဟုတ်ဘူးနောက်ထပ်အခုပြောချင်တယ်လေနော်ကရင်ဖြစ်ပြီးတော့ကို့အမိဗရိတ်တန်ဒီအတွင်းမှာဗမာကိုပြစ်မှားခံတဲ့သဘောမျိုးနဲ့ဗမာစိတ်မျိုးမဖြစ်ဖို့လိုတယ်အဲ့ဒါပဲဒီကုန်းကျ